ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့သူ့ရဲ့အနံလေးနဲ့ရင်ဗိုက်စာသွားစီမယ်မဆလာနဲ့မွေးလေးနဲ့ချက်မဆလာချက်လေးကိုအနှစ်များများလေးနဲ့အိမ်မှာချက်စားဖြစ်လို့ချက်နည်းလေးကိုဝေမျှပေးလိုက်ပါရရှင်ချက်သားမဆလာချက်လေးချက်ဖို့အတွက်စာအုပ်ကတော့ချက်သားကိုပေါင်သားလေးတွေတုံးပေးထားပါတယ်အရင်ဦးဆုံးချက်သားတွေကိုရေစင်အောင်ဆေးပြီးတော့ရင်းချက်သွန်ဖြူထောင်းနဲ့စားအချုံမုံချက်သားမုံစနွင်းမုံငံပြားရီအနှဲငယ်ပဲငံပြားရီအကြည်တို့ကိုထည့်ပြီးတော့အရသာစိတ်ဝင်နေအောင်နယ်ပေးပြီးနိုင်ဝက်လောက်နှပ်ပေးထားလိုက်ပါမယ်အနှစ်အတွက်ကတော့ခါချက်ဥငရုတ်ပွားကြက်သွန်နီကြက်သွန်ဖြူမြုပ်သီးစိမ့်အနှဲငယ်တို့ကိုကြိတ်ဆက်ထဲမှာရောထည့်ပြီးတော့အားလုံးချက်ပေးထားလိုက်ပါမယ်ဈေးထဲကရှာရှာပပရခဲ့တဲ့ကြက်သွန်မိတ်လေးတွေကိုလည်းနှုတ်လေးတွေလိထားပေးလိုက်ပါမယ်ပြီးပြီဆိုရင်တော့စချက်ပါတော့မယ်အရင်ဦးဆုံးစီပူအိုးထဲကိုအနှစ်အတွဲကြိတ်ပေးထားတာတွေကိုထည့်ပေးလိုက်ပါမယ်အဲ့အနှစ်လေးတွေဣဆက်ပြီးတော့စီပြန်လာတဲ့အထိကြော်ပေးရပါမယ်ရတာမုံနဲ့ခရုစီအနှဲငယ်ပဲငံပြားရည်နဲ့အယောင်မုံတို့ကိုလည်းတစ်ခါတည်းရောထည့်ပေးလိုက်ပါမယ်ပြီးရင်တော့အဓိကဖြစ်တဲ့မဆလာလေးကိုခပ်များများလေးထည့်ပေးလိုက်ပါမယ်မဆလာကိုထည့်ပြီးသွားရင်တော့အကြာကြီးထားလို့မရပါဘူးเนาะကြာသွားလို့ရှိရင်အရသာကခါတက်တက်လေးဖြစ်သွားတတ်လို့ပါအနှစ်လေးလည်းဣဆက်ပြီးတော့အနံ့လေးမွေးလာပြီဆိုရင်အရသာနှပ်ပေးထားတဲ့ကြက်သားတွေကိုထည့်လိုက်ပါမယ်ပြီးရင်နှံ့သွားအောင်မွေပြီးတော့ရေအနှဲငယ်ထည့်ပြီးအားလုံးချက်သွားအောင်အဖုံးအုပ်ပြီးတော့နိုင်ဝက်လောက်ချက်သွားပေးလိုက်ပါမယ်။နိုင်ဝက်လောက်တည်သွားပေးလိုက်တာအနှစ်လေးတွေလည်းကြာပြီးတော့စီလေးပြန်လာပြီဆိုရင်ချက်သွန်မိတ်လေးတွေထပ်ပေးလိုက်ပါမယ်။အခုမှဆိုရင်တော့ဘာချက်ကလည်းမမြင်ရသေးဘူးအနံလေးနဲ့ရင်ဗိုက်စာသွားစေနဲ့အနှစ်အရသာအပြည့်နဲ့စားလို့အရန်ကောင်းတဲ့ကြက်သားမဆလာချက်လေးရပါပြီရှင်။စားဦးကတော့ကိုချက်ကိုကောင်းစားလိုက်ပါဦးမယ်။စားကြပါဦးရှင်။မဆလာအနံကိုအရန်ကြိုက်တော့အနံလေးမွေးပြီးတော့အရန်ကိုစားကောင်းနေရောပါ။ဟင်းအနှစ်နဲ့ထမင်းဖြူကိုနေဖက်စားရတဲ့ကိုပဲထမင်းမြင်နေပါပြီ။စားဦးရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုသစ်တွေမှာလည်းပြန်လည်ဆုံတွေ့ကြပါဦးမယ်နော်။